ဒီတော့ကျွန်တော်တို့အားလုံးကအလုံးလုံးမရတဲ့ဝင်ငွေတစ်မျိုးပဲရှိတယ်လို့ထင်နေကြတယ်ဒါလည်းမမှန်ဘူးဒါပေမဲ့အခုက21ရာစုနောက်ပိုင်းမှာတော့အလုံးမလုံးရင်လည်းရတဲ့ဝင်ငွေပြောမယ်ဆိုရင်အလုံးမလုံးနိုင်ရင်လည်းရတဲ့ဝင်ငွေကအလုံးလုတ်ခဲ့တော့မှလိုမျိုးရတဲ့ဝင်ငွေတစ်ခုရှိတယ်ဆိုတော့ကျွန်တော်သိလာခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အသက်ကြီးလာလို့ပဲဖြစ်ဖြစ်နာမကျန်းဖြစ်လို့ပဲဖြစ်ဖြစ်အလုံးမလုံးနိုင်တော့တဲ့အချိန်မှာတော့မှအလုံးလုံးနေတော့မှလိုမျိုးဝင်ငွေရတဲ့လမ်းကြောင်းတစ်ခုရှိသေးတယ်ဒါကို marketing လောကမှာ financial freedom လို့ခေါ်တယ်။ငွေကြေးဆိုင်ရာလုံခြုံမှုငွေကြေးအတွက်နဲ့ပတ်သက်ရင်ပူပီစရာမလိုတော့ဘူး။အဲ့ဒီအခြေအနေမျိုးဒါမှမဟုတ်ဒါကိုပတ်စိန်ခံလို့လည်းခေါ်တယ်။အလုံးလုံးမရတဲ့ဝင်ငွေကိုကြတော့အတိတ်ခံအလုံးမလုံးနိုင်တော့တဲ့ရင်လည်းရတဲ့ဝင်ငွေကိုပတ်စိန်ခံစိတ်မကောင်းစရာကဒီဝင်ငွေမျိုးကလူတိုင်းနဲ့မစိမ့်ဘူးဆိုတာကိုမသိကြဘူး။တို့ကြတော့လည်းသိတယ်ငါတို့ကတာမယ်လူပါပဲငါတို့ကပညာမတတ်ဘူးငါတို့ကအားနည်းချက်တွေရှိတယ်ဆိုတဲ့အတွေးတွေရှိကြတယ်။ဒီလိုဝင်ငွေမျိုးရှိတယ်ဆိုတာသိတဲ့နောက်ပိုင်းမှာကျွန်တော်တို့မစူးစမ်းသင့်ဘူးလားပေါ့မိတ်ဆွေတို့မှဒီအကြောင်းအရာကိုစူးစမ်းဖို့အတွက်ဘာမှဆုံးရှုံးနစ်နာမှုတွေမရှိဘူးဆိုတော့ကျွန်တော်ရေးဟိအာမခံတယ်ဒါကြောင့်ပတ်စစ်အင်ငန်းကိုမဖြစ်မနေစူးစမ်းလေ့လာဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဒီလိုပတ်စစ်အင်ငန်းရနိုင်တဲ့ငွေကြေးဆိုင်ရာလွတ်မြောက်မှုကိုရနိုင်တဲ့အခွင့်အလမ်းမျိုးကိုရဖို့အတွက်ဆိုရင်ဘယ်လိုလူမျိုးဖြစ်ဖြစ်စူးစမ်းသင့်တယ်စာမတက်တာပဲဖြစ်ဖြစ်စာထက်တာပဲဖြစ်ဖြစ်ငွေကြေးပြက်လက်နေတာပဲဖြစ်ဖြစ်ရုပ်စိအင်ကအားနေနေတာပဲဖြစ်ဖြစ်ဒီဝင်ငွေမျိုးရှိတယ်ဆိုတာသိပြီးဒီဝင်ငွေမျိုးဘယ်လိုရှာလို့ရမယ်ဆိုတာလေ့လာလို့ရပါတယ်ဘယ်လိုလူမျိုးအတွက်မဆိုဒါအခွင့်အရေးရှိတယ်ဆိုဒီလိုမျိုးအကန့်အသတ်တွေပေါ့ဒီအဆင့်တန်းတွေဆိုတဲ့အကန့်အသတ်တွေကပတ်စင်ငန်းရှာဖို့အတွက်ကိုဒါကကန့်သတ်ထားတာမရှိဒီအဆင့်တန်းတွေမလိုအပ်ဘူးအခုအောင်မြင်နေတဲ့လုပ်ငန်းရှင်တွေကြည့်လိုက်ပါသူတို့ရဲ့သားသမီးတွေမိသားစုတွေကိုထမင်းအတူတူစားဖို့အတွက်ကိုအချိန်ပေးနိုင်တာရှိတယ်ဆိုတာနဲတယ်တချို့လူတွေဆိုပြေပမှာအလုပ်လုပ်တယ်အိမ်ပြန်မှုအတွက်နေရတွေကမရတော့ဒါတွေအားလုံးကဘာကြောင့်လဲဆိုတော့အတိတ်အင်ကန်ဆိုတဲ့အလုပ်လုံးမှရတဲ့ဝင်ငွေတစ်ခုပေါ့မိခွန်နေလို့ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာတည်ဝင်ဖို့အချိန်တန်ပြီလို့ပြောချင်တယ်အဲဆိုရင်ဒီလိုငွေကြေးဆိုင်ရာလုံခြုံမှုတွေရဖို့အတွက်ဘယ်လိုမျိုးအဆင့်အနေနဲ့ကြော်ဖြတ်ရမှာလဲပေါ့ပထမအဆင့်ငွေကြေးဆိုင်ရာလုံခြုံမှုဆိုတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုရှိတယ်ဆိုတာကိုသိရပါမယ်ငါနဲ့မဆိုင်ဘူးလို့တော့မတွေးနဲ့နော်ငါမိသားစုကလည်းနွေ့နွေ့ထွေးထွေးနဲ့ငွေမပူရတဲ့ဘဝမျိုးပိုင်ဆိုင်ခွင့်ရှိသင့်တယ်လို့အရင်ဆုံးအတွေ့ကိုပြောင်းရပါမယ်ဒုတိယအဆင့်အနေနဲ့ကကြတော့ဒီဝင်ငွေတကယ်ရှိရလားဆိုတာစူးစမ်းလေ့လာဖို့စနစ်တွေလမ်းကြောင်းတွေကိုယ်တိုင်လေ့လာပါတတိယအဆင့်ကတော့လေ့လာဖို့လိုပါတယ်စူးစမ်းရုံနဲ့မရဘူးစတင်ပြီးတော့လေ့လာရုံနဲ့မရဘဲနဲ့လက်တွေ့ခြေလမ်းစတင်ရမှာဖြစ်ဒီလိုစတင်လိုက်တဲ့အခါမှာကိုယ့်ရဲ့ဝါသနာနဲ့ကျွန်တော်အမြဲတမ်းပြောနေတဲ့ framework ကိုသိဖို့လိုတယ်မိသားစုတစ်စုမှာတယောက်ကနေပြီးတော့အဲ့ဒီတယောက်ရဲ့ဘဝတစ်လျှောက်လုံးမှာ10စုနှစ်ကိုရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်လုံလောက်တယ်အဲ့ဒီလိုမျိုး passive income ဆိုတဲ့ financial freedom ရဖို့အတွက်ကမိတ်ဆွေကဘလို့နေပေးရမှာဆိုစင်ရတာတော့ချမ်းသာတာတော့ရုပ်စင်းကအားနေချက်တော့ရှိတာတော့အဲ့ဒါဘာမှဒီအကန့်မှာမရှိဘူးမိတ်ဆွေလိုချင်ဖို့ပဲလိုတယ်ပေါ့မိတ်ဆွေကဘယ်လိုနေပေးရမဆိုရနိုင်တယ်လို့ပြောချင်ပါတယ်ဆိုတော့မိတ်ဆွေတို့เนี่ย DVD file ကိုကြည့်ပြီးတဲ့အခါမှာပတ်စင်ငန်းနဲ့ပတ်သက်ပြီးတော့သိချင်တာတွေမေးချင်တာတွေရှိတယ်ဆိုရင်လည်း comment ထဲမှာရေးကြလို့ရတယ်လို့ Telegram မှာလာပြီးတော့လည်းဆွေးနွေးနိုင်ပါတယ်မိတ်ဆွေတို့ကအတိတ်အင်္ဂန်ဆိုတဲ့အလုံးလုံးမှရတဲ့ဝင်ငွေနောက်မှာတစ်သက်လုံးလိုက်နေမလားပတ်စင်အင်္ဂန်ကိုစူးစမ်းလေ့လာသင့်သလားဆိုတာကိုလည်း comment ထဲမှာရေးခဲ့ပေးပါဦး